မျိုးတွေမင်္ဂလာပါဗျဒီနေ့က23ရက်12လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျကြာမီကာလအတွင်းမှာပဲဒါ9ရက်သာလိုတော့တယ်ပြောအောင်ပေါ့နော်ရွေးကောက်ပွဲပေါ့မြန်မာနိုင်ငံမှာဒါပြည်သူတွေမျှော်လင့်ဆောင်စားနေတဲ့ရတပြည်သူအစိုးရဆိုတဲ့ရွေးကောက်ပွဲကြီးကဖြစ်မြောက်လို့လာတော့မှဖြစ်ပါတယ်ဗျပြည်သူများလည်းဘလောက်ပဲရွေးကောက်ပွဲကြီးဖြက်ဘလောက်ပဲရွေးကောက်ပွဲသူတို့တွေဘလောက်ပဲဖြက်ပါနော်ပြည်သူတွေရဲ့စံသားနဲ့ပြည်သူတွေရဲ့ညီညွတ်မှုနဲ့တမတော်ရဲ့ထင်ကြောင်းမှုနဲ့ကတော့ဒါတညီတညွတ်နဲ့ဖြစ်ပြီလို့လည်းပြောလို့ရပါတယ်ဗျနော်အဲ့တော့ရွေးကောက်ပွဲကြီးဖြစ်ပြီဆိုလို့ရှိရင်လည်းတနည်းတစ်ဖုံမြန်မာနိုင်ငံကြီးကလည်းဒါပြောင်းလဲလို့လာမှာဖြစ်ပါတယ်ဗျဒါမန္တလေးတို့ပြည်ဦးလွင်တော်တော်များများရန်ကုန်တို့တော်တော်များများစကိုင်းဘက်တို့တွေအကုန်လုံးကလည်းဒါအပြိုင်ဆိုင်ဒါမန်စီယုံနေရာကြီးလည်းတွေ့ရပါတယ်ဗျာနော်တချို့လည်းပါတီတော့ပါတယ်ဒါပေမဲ့အချောင်ရမလားဆိုပြီးမှအချောင်လေးမှန်းရမလားဆိုပြီးမှမစီယုံနိုင်ပြည်သူနဲ့ထိမတွေ့တာကြီးလည်းပါတယ်ပေါ့ဗျာနော်ပြည်သူနဲ့မထိတွေ့တဲ့ဟာကြီးလည်းချိုးပါတီလည်းအများရှိတယ်အဲ့ဒီထက်မှဦးဇင်းတို့ပြည်သူအမှန်တကယ်အလုံးကျွေးပြူမဲ့ပါတီတွေကတော့တကယ်လဲပြည်သူနဲ့ထိတွေ့တယ်လို့ဂရိတွေလည်းပေးတာတွေလည်းရှိပါတယ်ဗျာနော်အဲ့တော့အောင်မြတာသံမှာဆိုလို့ရှိရင်လည်းဥဒေစာကျော်တို့ကဂရိပေးတယ်ကျန်တဲ့မြို့နယ်တွေမှာဆိုလို့ရှိရင်လည်းဒါဟုတ်လားဥအောင်ကျော်မို့လို့ဆိုရင်လည်းဒါပြည်သူရဲ့အောက်ကလူတွေအကုန်လုံးကဂရိအရင်ပေးကြတာပဲနော်မိထီလာမှာဆိုလို့ရှိရင်လည်းတခါကြီးဟုတ်လားဆရာကြီးမောင်တင်းဟုတ်လားဦးမောင်တင်းဒါဦးဇင်းတို့အားကြရတဲ့သူပေါ့နော်လေးစားအားကြရတဲ့သူပါပဲပညာရေးကဏ္ဍတွေမှာတကယ်ကိုလေးစားစရာကောင်းတဲ့အရေးချင်းနဲ့ပြည့်စုံတဲ့အရေးချင်းနဲ့တကယ်ကိုဒါကတော့လူကတော့လူကတော့နော်ဒါအရတားစစ်လို့ပဲပြောရမှာပေါ့ဗျာနော်တကယ်ကိုလူမှန်နေရာမှန်လူတွေပေါ့နော်ကြန့်ခိုင်ရေးမှာတကယ်လူတော်တွေလိုပဲပြောရမှာဗျာနော်မထိန်ချောင်းတဲ့သူကတော့ကြန့်ခိုင်ရေးမှာဆိုတော့တခါကြီးဥခင်ကြီးပေါ့ဥခင်ကြီးကလည်းဟုတ်လားတကယ်ဥခင်ကြီးကလည်းပြည်သူအလုပ်ကျွေးပြူမဲ့သူတွေစစ်မှန်တဲ့သူတွေကိုလည်းဒါရွေးချယ်ထားတာကြီးလည်းအများကြီးတွေ့ရပါတယ်ဘာပြောဦးစင်းကတော့ရဲကြီးအာမခံရတယ်မြန်မာနိုင်ငံထိရောက်စွာပြောင်းလဲမှုတစ်ခုကိုဦးသိန်းစိန်ကိုမှတ်မိရင်တောင်မှဦးသိန်းစိန်ရဲ့တဝက်ကိုတော့လုံနိုင်မယ်ဆိုတော့ဦးစင်းကချင်းတီပေါက်ပြောနိုင်ပါတယ်ဗျ။ဘာဖြစ်လို့ဦးသိန်းစိန်ရဲ့တဝက်ကိုချင်းတီပေါက်ဆိုတော့အခုဦးစင်းတို့မြန်မာနိုင်ငံမှာလောက်ရမယ့်အစိုးရကအရန်ပင်ပန်းမယ်။နောက်တက်လာမယ့်အစိုးရဒီပင်ပန်းမယ်။လောကကန်ရတာတွေဖြတ်တန်းရတာတွေနည်းကြမ်းတမ်းမယ်။အားလို့ကြမ်းတမ်းပါလေ။ PPT ရဲ့ကျန်းဖက်တွေဖြည့်ဆည်းခဲ့တဲ့အရာတွေ